ဝန်ပလွေကတူးရေခြုံထားတော့လေအချိန်တစ်ခုရောက်လာပြီဆိုရင်သူကဝန်ပလွေဖြစ်တဲ့ကြောင့်တူးတွေကိုကြိုက်မယ်စားမယ်နော်ဒါသူ့ရဲ့ပင်ကိုလက္ခဏာဇယိုက်ပဲကြီးကန်းကလည်းတောင်းရောင်ဆောင်ထားတော့လေကြီးကန်းအကြီးကန်းပဲအပြင်ဟာဒီနေ့လူတွေအဲ့လိုလူတွေကလည်းဒီလိုပါပဲဥပမာမြောက်ကမြောက်ဖြစ်လို့ခုံတာတက်ပင်ဟိုကိုင်းဒီကိုင်းနဲ့ခုံတာခွေးကလည်းပင်ကူခွေးဖြစ်လို့ဟောင်းတာကြက်ကလည်းသူကကြက်ကိုဖြစ်လို့ကြက်တွန်းတာငါးကလည်းသူ့အမျိုးကိုကငါးထဲမှာရေထဲမှာနေတဲ့အမျိုးဖြစ်လို့ရေထဲမှာနေတာဖြစ်တယ်ဒီနေ့လူတွေကလည်းဘလောက်ပဲဟန်ဆောင်ဘလောက်ပဲကျင့်ဘလောက်ပဲအင်ဒရီရှိတဲ့ပုဂ္ဂိုလ်လိုနေရလေလူကအပြစ်သားပဲဒူးဆိုင်ကိုလှုပ်တဲ့ပြုတ်တဲ့အပြစ်သားတွေဖြစ်တယ်ဒါကြောင့်ဒူးဆိုင်ကိုလှုပ်တာမဆန်းဘူးခန္ဓာကိုယ်ဒီဟာအပြစ်သားဖြစ်တဲ့အတွက်ကြောင့်ဒူးဆိုင်ကိုလှုပ်တာဒါကြောင့်လူကမလှုပ်ချင်တော့လေငါတို့ရဲ့အသွေးသားခန္ဓာကိုယ်ကအပြစ်သားဖြစ်တဲ့ကြောင့်ဒူးဆိုင်ကိုပြုတ်တာဖြစ်တယ်ကျမ်းစာထဲမှာယေရမိအခန်းကြီး73ထဲမှာအငယ်23မှာအေသီယိုပိလူသည်မိမိအယေဤအစင်းကို၎င်းကျတစ်တည်မိမိအကွက်အကြားတို့ကို၎င်းပြောင်းလဲနိုင်သလောပြောင်းလဲနိုင်လျင်ဒူးဆိုင်ကိုပြုတ်လက်ရှိသောသူတို့သည်သူ့ဆိုင်ကိုပြုတ်ခြင်းကတတ်နိုင်ကြလိမ့်မည်အာမင်ဒီနေ့နှုတ်ကပတ်တော်ကတော့အေသီယိုပိလူကမိမိအစင်းတဒံကိုပြောင်းလဲနိုင်တယ်လို့တဲ့အေသီယိုပိဆိုတာလူမဲအသားအရေကမေးတယ်ငကူဂျစ်ကလည်းသူ့ရဲ့အကွက်အကြားကိုပြောင်းလဲနိုင်တယ်လို့တဲ့ဒီနေ့လူတွေကလည်းအပြစ်သားဖြစ်လို့အပြစ်လုပ်တာဘလို့မှဟန်ဆောင်လို့မရဘူးအချိန်တန်လာရင်သူကအပြစ်သားဖြစ်တဲ့ကြောင့်ဘလောက်ပဲထိန်ကိုထားနော်မဆေးချင်ဘူးလို့နေလေတင်ဟာအပြစ်သားဖြစ်လို့ဆေးလာတာဖြစ်တယ်တင်လောဘမရှိနဲ့လို့ပြောရင်တင်ကိုယ်တိုင်အပြစ်သားရဲ့လောဘပုံတံကိုဆောင်းထားတဲ့လူဖြစ်တဲ့ကြောင့်လောဘရှိတာတင်မလိန်နဲ့လို့ဘလောက်ပဲထိန်ချုပ်ထားတာမရဘူးအချိန်တန်လိုက်တင်ရဲ့ပင်ကူကဒူးဆက်ကူကမုတာပြောတဲ့လိန်တဲ့လူဖြစ်တဲ့ကြောင့်လိန်လာတာဖြစ်တယ်ဒီနေ့နှုတ်ကပတ်တော်ကအတိအလင်းပါပဲတင်ဘလောက်ဟန်ဆောင်ထားလူဒီအပြစ်သားဖြစ်တဲ့ကြောင့်ဒူးဆက်ကိုပြုတ်တာခိုးတာလိန်တိုင်းညာတာမခိုးနဲ့နော်လို့တထောင်စားတယောက်ကဘလောက်ပဲတွင်ဘယ်နှစ်ပဲနေအချိန်တန်လာရင်အဲ့ဒီတောင်းစားတဲ့အလုပ်လုပ်လာမှာတခုကလည်းဘလောက်ပဲထိန်ချွတ်သူကိုယ်တိုင်ခိုးတဲ့အကျင့်စရိုက်ရှိတဲ့ကြောင့်ခိုးလာတာမိုးရစ်ဆေးဝါးမတောက်နဲ့လို့ပြောရင်လေသူကိုယ်တိုင်မိုးရစ်ဆေးဝါးကိုကြိုက်တဲ့လူဖြစ်တဲ့ကြောင့်အချိန်တန်လာရင်တောက်လာတာဖြစ်တယ်အဲ့လိုပါပဲဒီနေ့တော့သူများမိန်းမအမျိုးသမီးတွေကိုကြာကူလီရိုက်တဲ့ကောင်ကလည်းအချိန်တန်လာရင်တင်ဟန်ဆောင်ကားဟန်ဆောင်နေမယ်အချိန်တစ်ခုရောက်လာရင်သူများမိန်းမကိုကြာကူလီပြန်ရိုက်မှာဒါလူရဲ့တဘောဝလူရဲ့အပြစ်သားဖြစ်တဲ့ကြောင့်ဒီဒူးစိတ်တွေလက္ခဏာတွေပြုတ်တာဖြစ်တယ်တင်ဘလောက်ပဲထိန်တင်ဟန်ဘလောက်ပဲဆောင်းတင်ကနာဘူးထားတယ်လို့ကိလေသာရှိတယ်လို့အချိန်တန်လာရင်အဲ့ဒီကိလေသာနာဘူးစိတ်ကတင့်ကိုအချိန်တစ်ခုရောက်လာရင်ပြန်ထလာမှာပဲပြန်ဖြစ်လာမှာပဲဒါကြောင့်မကောင်းတဲ့လူကဘာကြောင့်ကောင်းတဲ့အရာလုပ်နိုင်မလဲအေသီယိုပိလူကမိမိအစင်းတံကိုပြောင်းလဲနိုင်ရင်ဂျဒစ်ကလည်းသူ့ရဲ့အကွက်အကြားကိုပြောင်းလဲနိုင်ရင်ဒူးစိတ်ကိုပြုတ်တဲ့လူတွေကသူ့စိတ်ကိုပြုတ်လာဘာကြောင့်ကောင်းတာပဲတွင်တင်တယ်လို့ဘာကြောင့်မကောင်းတာလုပ်တာလဲလူဒီအပြစ်သားဖြစ်တယ်အပြစ်သားဖြစ်လို့ဒူးစိတ်ကိုလုပ်တဲ့လူဖြစ်တယ်ဒီနေ့ဒူးစိတ်အပြစ်လုပ်ရင်အပြစ်ရဲ့အဖိုးအခါကတေရမယ်ပေးဆက်ရမယ်
အပြစ်ရဲ့အဖို့အခအစင်ရင်ချင်းခံရမယ်အပြစ်ရှိသောကြောင့်သင်ဟာအပြစ်နဲ့ထိုက်တန်တဲ့အကျိုးအဆက်ကိုရမှာဖြစ်တယ်